ကိုပဲဝင်ရတည်ရတာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မျိုးတွေမင်္ဂလာရှိတော့ကျွန်တော်တို့မနက်ခင်းလေးပါနော်ကျွန်တော်အဲ့တော့ဒီနေ့မှာအဖွင့်လေး29ရက်နေ့20နာရီ10မိနစ်တည်းကျွန်တော်လာရှိုးဖြစ်ပါတယ်အားလုံးပဲတရားတစ်ချက်အားလုံးပဲတရားတစ်ချက် share ပြီးတော့အဲ့ဒီချက်လက်မလေးအသက်လေးအားလုံးပဲပေးပါချစ်မိတ်ဆွေများအားလုံးပဲဟုတ်ပြီလားအဲ့တော့ဒီနေ့မှာကျွန်တော်ရှေ့ဟို viewer တက်တယ်မတက်တယ်ရတယ်အဆင်ပြေတယ်ကျွန်တော်ကမတွေကြည့်တဲ့လောက်ကြည့်ပါကြည့်ရသူပေါက်မယ်မကြည့်သူမပေါက်ဘူးနော်အဲ့တော့အားလုံးပဲဝင်ကြည့်ပါအဲ့ကျွန်တော်လုံးမိုင်လေးတစ်ချက်ပြပေးပါကျွန်တော်ရဲ့အကူမများဟုတ်လားဟောရှင်းအောင်ရှင်းနေနော်လုံးဝတစ်ချက်ပြပေးမယ်ကျွန်တော်ကမှ663ကျွန်တော်ကမှတွေပေါင်းချင်းနေကျွန်တော်တို့က9ပါ9ခွန်6ပေါင်းချင်းနေကျွန်တော်မျိုးတွေ10ပါ9 8ခွန်ပေါင်းချင်းနေကျွန်တော်မျိုးတွေ3ညပါ3ည3 8ပေါင်းချင်းကျွန်တော်မျိုးတွေ1ပါ1က9ရဲ့ပေါင်းတော့6 3နဲ့ပေါင်းတော့ကျွန်တော်မျိုးတွေပေါင်းရင်ကျွန်တော်ဒီနေ့မနေ့မှာ9ပိုင်ဖြစ်ပါတယ်ခင်ဗျ9ပိုင်ပါဟုတ်ပြီနော်ကျွန်တော်တို့အမြဲတမ်း manager 1ချင်းလည်းရှိရကျွန်တော်ကမှအမြဲတမ်း manager 1မျိုးပါကျွန်တော်ကမှတွေကိုကျွန်တော်ပြသလို့ပေးမယ်အဲ့တော့ကျွန်တော်ကမှအားလုံးတယောက်ကိုတစ်ချက် share ထားပါပြောချင်ပါတယ်တယောက်တစ်ချက်ပဲ share ပါအများကြီး share စရာမလိုဘူးနော်တစ်ချက်ပဲ share အဆင်ပြေပါတယ်ခင်ဗျာကဲနောက်တစ်ခုကကျွန်တော်တို့1ချိန်အမြဲတမ်းမှန်တဲ့1ချိန်ကတစ်ချက်လာမယ်ဒီမှာကြည့်ပေါ့663နေ့ရပါပါခွန်နှစ်ခွန်1ချိန်50ခွန်53ခွန်ပေါင်းချင်းကျွန်တော်ကမှလည်း9ရက်ပါပါ3ည53ည1ချင်းနော်တစ်ကယ်လေးရတော့အပြီးပေါက်ဖြစ်နေများနော်ချစ်မိတ်ဆွေများဟုတ်တယ်အပြီးပေါက်ဗျ9ပိုင်း2ခွန်1ချင်းကို52လို့ကျွန်တော်တို့50ခွန်လို့ထွက်ခဲ့တယ်ဗျနော်10ပိုင်း3ည5 1ချင်းကို58လို့ကျွန်တော်တို့ထွက်ခဲ့တယ်ဟုတ်လားနော်အဲ့တော့ကျွန်တော်တို့ပြောသားမယ်9ရဲ့6ရဲ့ပေါင်းတော့1 4နဲ့ပေါင်းကျွန်တော်ကမှလည်း9ပဲရမယ်9ရဲ့ပါဝါ sorry ဗျဒါပဲပြီးတော့မဟုတ်နော်9 3ည1ချင်းကိုထွက်ခဲ့တာကျွန်တော်ကမှလည်း3ည3လို့ဖြစ်ပါတယ်အဲ့ကျွန်တော်တို့3ညခွန်3ပေါင်းချင်းဒီ3ညရမယ်3ညပါဝါ9ပါ3ည5 1ချင်းနဲ့ကျွန်တော်1ပိုင်းနဲ့ထွက်ခဲ့တာအပိတ်နေမှာ1 5ဖြစ်ပါတယ်ခင်ဗျ8က1ကပေါင်းတော့9နဲ့9နဲ့ပေါင်းတော့8လို့ကျွန်တော်ရမယ်8ရဲ့ပါဝါ3 8ရဲ့နော်8 3 1ချင်းနဲ့9ပိုင်းနဲ့ဒီနေ့မတူညီတဲ့ကြောင့်ပေါက်နိုင်မလားကိုမကိုစဉ်းစားဆုံးဖြတ်ကြပါနော်9ပိုင်ကို831ချင်းနဲ့ဒီနေ့ပေါက်နိုင်မလားစဉ်းစားဆုံးဖြတ်ပြီးထိုးပါခဏထုတ်ပြီးပါမယ်နေ့တစ်ချက်ထုတ်ပြီးမှကျွန်တော်ရဲ့အမျိုးတွေဟုတ်လားဒါ10ရောက်တော့မရှိဘူးအားလုံးကမင်္ဂလာပါတယောက်တစ်ချက် share ထားပါဒုတိယနေ့တရက်တက်စော့ပြီးတော့နောက်2ရက်တိတိဖောင်းတယ်ဒုတိယအဲ့ဒါကြောင့်သိစော့အဆင်မပြေဘူးဒီနေ့ကုန်ပဲထိုးပေါ့နော်ဒီနေ့ကုန်မှတော့ဒီနေ့89 39 84ပြီးတော့8939 84ကျွန်တော်ကမာလေးပြီးတော့ကျွန်တော်တို့က64 3ညာ4 9နဲ့ပတ်တိုင်းကျွန်တော်ကမာလေး90နဲ့2တင်းနဲ့ရှိမှာ69နော်ဒီကနေ့လေးကြောင့်ဒီမနေ့ထိုးဖို့လိုအပ်တယ်ဗျအဲမှာတင်ခွက်ရေးပြီမယ်နော်အဲ့တော့ကျွန်တော်ခေါ်မှာကဒီနေ့29ရက်နေ့ပေါ့နော်ဒီနေ့29ရက်နေ့နေကုန်မွေးကနာနေကုန်မွေးလေးကွက်လာယူပါဘိုင်ပါဟိုင်းမွေးတို့အားလုံးပဲတရားမကြံပို့ပေးပါချင်မိတ်ဆွေများဟုတ်ပြီနော်ဟိုင်းမွေးတို့တရားလုံးပဲတရားမကြံပို့ပေးထားပါဒီညမှာတကွက်ကောင်းကိုထုတ်ပါမယ်တကွက်ကောင်းဒီမိနစ်အကြိုက်ဆုံးတကွက်ကောင်း89ဖြစ်ပါတယ်ကျွန်တော်ဟာရောက်ကမှအရန်ထိုးပါ29ရက်နေ့နေကုန်မွေးလေးကွက်လာဖျောက်လာယူပေးပါဖုန်းနံပါတ်ဘိုက်ပါဖုန်းနံပါတ်ကျွန်တော်ရှိပါတယ်ဟိုင်းမွေးတို့အားလုံးပဲတဦးတယောက်မကြံပို့ပေးပါယုံကြည်မှုရှိတဲ့ကူမရေလာယူပါပေါက်ပေးပါနော်မခေါ်ဘူးဖုန်းကကျွန်တော်တို့မခေါ်ဘူးအပိတ်နေရတဲ့တင်ကားမွေးတဲ့အောင်မြင်ခဲ့တယ်ဗျ
အခုလည်းပွဲဦးနေမှာမိုးနဲ့ထပ်ပြီးကျွန်တော်ကောင်မတွေကိုအောင်မြင်အောင်ကျွန်တော်ဆွမ်းဆန်းနေမှကြိုးစားပြီးမယ်ဗျာလူကြီးမှုရှိတဲ့ကောင်မတွေပေါက်ချင်တဲ့ကောင်မတွေအားတရားမကြံလာပြီဟုတ်လား29နေကုန်မွေး၄ကွက်66နေ6ခုမှာတစ်ခွန်ဘာရောက်ဖုန်းနဲ့ပဲရှိပါတယ်လူကြီးမှုရှိတဲ့ကောင်မတွေလာယူပါလူကြီးမှုရှိတဲ့ကောင်မတွေလာမယူပါနဲ့ဟုတ်ပြီနော်ဟိုင်းမွေးလို့အားလုံးပဲတူတရားမကြံပို့ပြီးပါနော်ချင်းမေးစင်များအားလုံးခွက်လက်ပါ